လေးတစ်ချက်ဝတ်တိုက်သွားသည်လူကြီးတစ်ယောက်အုတ်ကိုကြီးတစ်လုံးရဲ့ရှိတွင်မတ်တရက်နေလည်းရှိတယ်အုတ်ကိုပေါ်မှာကလောလောလတ်ရေးချစ်ထားဟန်တူသောဇရာကွက်နှင့်ခဏညာရှိနေတယ်ထိုစဉ်မှာပင်လူကြီးဒူးထောက်ချထိုင်ချလိုက်တယ်ပြီးတော့အုတ်ကိုအားကြီးကစုံနေကြည်ကွင်းနေသောစကားမျိုးထွက်လာတယ်ကျုပ်တကယ်ညံ့တယ်အကိုပေးခဲ့တဲ့ကပြားနှစ်ချက်ရဲ့အတိတ်ကိုချောင်းနေပြေးတဲ့အထိကျုံမဖော်နိုင်ခဲ့ဘူးဒီနေ့ကျုပ်လှလျှော်လိုက်ပါပြီကပြားခုနှစ်ချက်လုံးကိုအုတ်ကူနေရန်ပေါ်မှာကျုပ်ရေးပေးခဲ့တယ်အရေးကြီးတဲ့ဆိုတဲ့ကပြားနှစ်ချက်ကိုတော့ထင်မြင်သာရှိအောင်အခုအုတ်ကူရဲ့အရှိချမ်းမှာရေးပေးခဲ့ပါကျုပ်ထက်တော်တဲ့စွမ်းတဲ့လူပေါ်လာခဲ့ရင်ဒီစရာကွက်တွေကိုမြင်ပြီးအဖြေထုတ်နိုင်အောင်ပေါ့ဉာဏ်ဖြင်းလုံးနဲ့ကျုပ်အတွက်ကိုတော့ခွင့်လို့ပါကိုလေးဘူးတစ်ချက်ထပ်မံဝတ်တက်လိုက်ပါလိမ့်ဒူးထောင်နေရမှာမတ်တရက်လိုက်တယ်မကြတော့သောအချိန်မှာသူတဲချောင်းကွင်းပြီးဆင်းပြေးရတော့ရိုးစစ်ဆိုသောကောင်းလေးနဲ့ပြုစုမှာပြုံးမယ်သူပညာအစင်တန်းကိုတွတ်ဆနိုင်အောင်ထိုကောင်လေး၃ချိန်တိတိတွေးတိုးဆန်းခဲ့ပါပထမအုံငင်ကိုဖျက်လျှောက်ပြတယ်ဒုတိယပရိသတ်တွေကိုပြစ်စလက်နီးနဲ့ကစားတယ်ကပြတတိယမှာပြကွက်ကိုတော့ကောင်းမွန်လို့လာပါလေလက်ထိခက်ဖြုတ်မြေမြုပ်ထားတာအောင်ရအောင်ဖျက်ပြနိုင်ခဲ့ဒါပေမဲ့၃ချိန်လုံးသူ့ဘက်ကတုံ့ပြန်မှုရှိခဲ့ကောင်လေးရဲ့ရွယ်ချက်ကိုသိနေတယ်မဟုတ်ပါလားတစုံတရာတုံ့ပြန်ခဲ့ရင်ထိုတုံ့ပြန်မှုအပေါ်မူတည်၍သူ့ပညာစင်တန်းကိုတွက်ဆမှခံမှန်းသွားပြီသူ့ဘက်ကညီနေခဲ့တဲ့အတွက်ယခုတော့သူဘာနည်းသုံးလဲညီသူမှသိမှာမဟုတ်ပါအကိုဖိုးလည်းပြသမီးခန်းလည်းပညာရက်ကိုတော့ကောင်းစွာလက်မြောက်ထားပါတယ်ဦးတီလာကိုအနိုင်ယူခဲ့တဲ့ပညာညနေမှောင်ပြိုးချိန်တွင်တရားလုံးဟိုးတောင်းနေဖြစ်သွားလောက်အပြေးလွှာဖြစ်ကုန်တော့တယ်တဲချောင်းကွင်းမြင့်ကိုပြေးသူကပြေးဖုံးကြီးကျောင်းစီပြေးသူကပြေးနေဖုံးကြီးကျောင်းတနေရာမှာလူတွေဖုံးကြီးတွေဝိုင်းအောင်နေတယ်လူတွေဟန်ပန်မှာအထိတ်လက်ပုံစံတွေဖြစ်နေသလောက်ဖုံးကြီးတွေမှာတော့တင်ငန်းကိုခက်ပြက်ပြက်ယုံနေချွေးတလုံးလုံးဖြစ်နေတယ်တစုံတရာအားကြည့်ကချီမကန်ပြီးလက်မကန်ပြီးလည်းဖြစ်နေကြတယ်သူတို့အားလုံးဝိုင်းဝန်းကြည့်နေသည်ကဆရာတော်ဖုံးကြီးမှာနှစ်ဖူး၌ချွေးတွေကိုခိုတွဲနေတယ်လို့စိတ်လှရှားသောကြောင့်မျက်နှာတစ်ခုလုံးကိုနီအပ်နေတယ်ရုံထားသောတင်ငန်းမှာလည်းချွေးနှိယောဂအသားကိုကပ်နေတယ်သို့ပေမဲ့တမလင်းခွေထိုင်ကလက်တွေအဆက်မပြတ်လှုပ်ရှားနေစေစိတ်မချတော့သည့်ကြောင့်ဆရာတော်ဖုံးကြီးကိုဝင်ကသုံးပုံပိခိနီဟာရွှေချင်းဖြစ်နေတယ်တိုင်သုံးနိုင်စိုက်ထားသည့်အနက်တိုင်တိုင်းမှာဝင်းလေးတွေကြီးစင်နေလိုက်အစီစွန့်နေတယ်ကျန်နှစ်တိုင်းမှာတတိုင်းနှစ်ကွင်းစီနဲ့လေးကွင်းရှိနေတယ်ထိုလေးကွင်းမှာလည်းဟိုဘက်တိုင်ရောက်လိုက်ဒီဘက်တိုင်ရောက်လိုက်နဲ့ဒီကြတာတခုတော့သုံးပုံပိခိနီပေါ်တော့အရန်အရေးကြီးနေပြီမို့ဆရာတော်ကိုယ်တိုင်ဝင်ရွှေ့နေရပြီမကြခင်အချိန်တွင်ကွင်းတစ်ခုလုံးတတိုင်ထဲမှာစွတ်မိတော့မီသုံးပုံပိခိနီပေါ်တော့မီသုံးပုံပိခိနီပေါ်တော့မီသုံးပုံပိခိနီထိုစဉ်မှာပဲတဲချောင်းကွင်းထဲကိုရက်ခါရောက်လာပြီဟေးဟိတ်ထွက်သွားတော့အတန်ကြီးတတန်နောက်မှာရှိသမျှသောလူတွေတဲချောင်းကွင်းမြင်စီပြေးသွားကြပါတော့ကြားရအရက်ကလူတွေတဲချောင်းကွင်းမြင်စီပြေးထွက်သွားကြတယ်ဆရာတော်ဘုန်းကြီးကိုယ်တိုင်ရွှေ့နေသုံးပုံပိခိနီကစိတ်ဝင်စားကြည့်နေသူတွေမနေနိုင်တော့တရွာလုံးအပြေးလွှာဝယုံသုံးကကွင်းပြင်စီရောက်တော့သူတို့အားလုံးမိတို့သုံးခုနဲ့လူတယောက်စီကစီးကြုံနေပါလေဘယ်လိုရောက်အောင်လာမှန်းမသိပေမဲ့မြင်သောမြင်ကွင်းမှာရက်ခါကခုံတလုံးကိုကျုံးပြီးတော့ထိုင်နေတယ်ရက်ခါနောက်တစ်တဲမှာမိတို့ကင်ထားတဲ့စောညိုရဲ့ဘေးနှစ်ဖက်မှာမိတို့ကိုစီနဲ့လူနှစ်ယောက်တအုပ်စုလုံးအားနဲ့မှန်နဲ့ရောက်လာနေခြင်းဖြစ်တယ်ရက်ခါကခုံကိုရှော့ရှော့ပြီးထိုင်တာအပြေးလွှာရောက်လာကြည့်ရှုနေကြတဲ့အားလုံးကိုကတ်ဆူဆူကြည့်နေတစုံတယောက်ဟာရှာနေဝင်ရတယ်ရိုးစီဟာရှာနေခြင်းဖြစ်ကြောင်းအကုန်လုံးရေးမိကြတယ်ဒါပေမဲ့ရိုးစီရောက်မလာသေးပါလား6နိုင်ထိုးတော့လူတယောက်ကအိတ်ထဲမှာခေဟောင်းတံပတ်လီအားထုတ်ကြည့်ဆိုတော့ဘုံကြီးရောက်နေတဲ့တူတယ်ဟိုမှလည်းအရေးကြီးနေပြီမိမကြီးတယောက်ရဲ့စကားကိုကျွန်တော်တို့မတွေ့ခဲ့ဘူးအခုပဲအဲ့ဒီကပြေးလာတာဟုတ်လားအဲ့ဒါဆိုဘယ်ညရောက်နေလဲမသိပါဘူးအကုန်လုံးကတယောက်တစ်ပေါက်ပြောရင်အခြေအနေကိုကြည့်ရှုနေကြတယ်ရိုးစင်နေရက်ခထိတ်တိုက်တွေ့ပြီးပွဲမဟုတ်ပါလားဘလို့ရှင်းပြန်ပြီးဘယ်သူအနိုင်ရမလဲသိချင်နေပြီမဲ့တရားလုံးကြီးအားပေးမှုကတော့ရိုးစစ်စီမှာရှိနေပါတယ်ရိုးစစ်ကိုသာအနိုင်ပေးရှင်နေကြတယ်ဒါပေမဲ့သူတို့တန်းတန်းတက်လာဖြစ်နေသူရိုးစစ်ကတော့
အခန်းလေးတစ်ခန်းထဲမှာပါးလျက်စိတ်ငြိမ်နေဖျောင်းနိုင်လေးတိုင်းထုံထားသည်မှလို့ပြီးအခန်းထဲမှာဘာခွေးသက်မှမရှိဘဂတ်တီတိတ်ဆိတ်နေတယ်လီတို့တံမြင်မရှိပါဖျောင်းနိုင်မီတွေကတက်ပတ်စွာထုံးပါနေတို့အတူအခန်းတွင်း၌ရှိနေတဲ့လူပြောင်းပါလို့ရိုးစီတမီကိုထိုင်တာကိုဝန်းစာလေးတစားအားပေါ့ပါလေးထားမိညလုံးစုံကိုမိတ်ဆင်ထားတယ်အတိအာယုံမှာဝင်လာသောလီနဲ့ထွက်လီထိုနှစ်ရက်သာရှင်းတန်နေပါလေနားထဲမှာဆရာတော်ဘုန်းကြီးပြောလိုက်တော့အတိတရားတွေဝင်နေပါလေစိတ်ကိုအတီးငြိမ်ဆုံးဖြစ်အောင်လေအာယုံမှာဘာမှမထားနဲ့ဝင်လေထွက်လေကလွဲပြီးစိတ်အာယုံကိုဘယ်တော့မှမပြန့်လွင့်စေနဲ့ကိုယ်စိတ်နဲ့ကိုယ်နိုင်အောင်ထိထားနိုင်ရင်မောင်ရင်ကိုဘယ်သူမှနှောက်ယှက်လို့မရဘူးမောင်ရင်ဝိညာဉ်ကိုလည်းဘယ်လိုပညာသည်မှနှုတ်မယူနိုင်ဘူးဆရာတော်ဘုန်းကြီးစကားသက်မြောက်ကိုကြားရောက်ကစိတ်ကိုတည်ငြိမ်အောင်ထိထားမိတယ်မကြခင်ရက်ခနေဆံရတော့မိရက်ခဘယ်လိုပညာသုံးပါလဲရက်ခမှလွယ်၍မိသူမှသိနေမဟုတ်ပါအမှန်ပထင်ရရှိခဲ့တော့ငထင်းစာရတော့ဖိုးလက်ပြူလေးပြန်လွင်ပြီးဥတီလာဝန်းကြီးကိုနှုတ်သွားခဲ့သူဖြစ်တယ်ယခုရက်ခကတော့ဘယ်လိုနည်းသုံးပါလဲပေးပို့တဲ့အစာရရက်ခအနိုင်ရရှုံရှင်းပြမှာမဟုတ်တဲချောင်းမိပြန်မှာမင်းရဲ့တင်နိုင်ဖြစ်စီရခုကျုံးသွားထားတယ်ဒါဆိုရင်သူ့ကိုအသေးတိုက်မှာသေးကြတယ်လိပ်ပြန်လွင်ပညာကိုသူတက်မြောက်ထားဆိုလည်းမဟုတ်ဒါပေမဲ့ကာဝနီးကိုတော့အကောင်းဆုံးနေထိုင်အောင်လေ့ကျင့်ရပြီတည်ငြိမ်နေတဲ့စိတ်ကလေးကိုမပြောင်းအောင်ထိန်းထားနေရာကိုတော့မောင်ရင်ကိုတခြားနည်းနဲ့သာအနိုင်ယူနိုင်မယ်မောင်ရင်လိပ်ပြကိုတော့ဘယ်လိုမှနှုတ်လို့မရစေအောင်တဖြည်းဖြည်းနဲ့တည်ငြိမ်မှုကပိုကြီးတိုးလာတယ်စိတ်အေးချမ်းလာတယ်သူ့အတိအာရုံတွေမှာမှတ်စိတ်တစ်ခုကလွဲပြီးဘာမှရှိမနေတော့တည်ငြိမ်လာတယ်အေးချမ်းလာတယ်ပြီးတော့အတိတ်တစ်ဖန်တည်ငြိမ်လာပြန်တယ်ဘာမှရှိမနေတော့ဘာမှလည်းမသိတော့အပြင်ဘက်မှာဘာတွေဖြစ်နေလဲမိုးရွာနေလားလေတိုက်နေလားစူညံနေလားသူဘာမှမသိတော့သူထိုင်နေတာလားထနေရလားမသိရသူနဲ့သူ့ကိုယ်သာပုံဆိုးမိလာတယ်တည်ငြိမ်မှုကသူနဲ့တွဲလက်ဖြစ်လာတယ်ဒီလိုဆိုတစားနဲ့တစားတည်ငြိမ်မှုအားသူနဲ့တပါးနဲ့ခေါ်သွားနိုင်ခြင်းရောက်စေမှာတော့ညလုံးနှလုံးကိုဖွင့်လာမိကိုပေါက်ကတကားကိုစောဖွင့်လိုက်တယ်အပြင်လောကကြီးကသူ့အားစီးကျိုးနေတယ်ခြေတလန်းရှိတိုးလိုက်တော့ကြောက်ခမန်းလီလီအတန်ထောက်ပေါ်လာတော့အော်တန်ကျဲကြီးထိုးအော်တန်ကျဲကြီးကြောင့်ကြားသမျှလူအပေါင်းထိတ်လန့်သွားကြပြီဘဲကထွက်လာတဲ့ဟူတော့တီးကျင်စိတ်ဖြစ်ပေါ်လာတယ်ဦးဖိုးလူအိမ်ကထွက်လာတာပဲဦးဖိုးလူအိမ်ဘောကထွက်လာတာဟဲ့တဲချောင်းကွင်းထဲမှာရှိနေသူရွာသားတယောက်ကထအောင်လိုက်တယ်ထိုးအော်တန်စင်းနောက်မှာဟုတ်တယ်ဒီမှာဦးဖိုးလူအိမ်ကြီးကကြားတာဦးဖိုးလူဘာဖြစ်နေမသိဘူးဟဲ့ထိုးနောက်မှာတော့အတန်ပေါင်းစုံထွက်လာတယ်စိုးရင်သူချိုလဲအော်တန်ကြီးချော့ပေါ်လာရအိမ်ဘက်စီတို့ပြေးသွားကြတယ်တဲချောင်းကွင်းနဲ့မလန်းမွေးလာသည်မို့တိတ်မသွားလိုက်ရစိုးရင်တကြီးပြေးသွားကြသူလူတစုဦးဖိုးလူအိမ်ပေါ်သို့ရောက်သွားစီမှာပဲရိုးစီအမော်တကောရောက်သွားတော့ဦးဖိုးလူဒီကရွာသားတူကြီးလက်ပေါ်ပြုတ်ခွေနေပါပြီ။ဓမ္မကရမ်းပင်အိမ်ပေါ်ပြေးတက်ကဘာဖြစ်တာလဲအားဆိုရဲအော်တိုင်းကြားလို့မေးသူကမေးလူကလည်းဦးဖိုးလူလက်ပေးကိုဒူးထောက်ထိုင်ချလိုက်စေဟုတ်တယ်ကျွန်တော်တို့လည်းအဲ့ဒီတန်ကြားလို့ပြေးတက်လာတာဒီရောက်တော့ဟိုတိုင်ဘေးမှာငုတ်တုတ်ကြီးထိုင်စက်ကျိုးပြီးတော့အောက်ငိုက်ဆိုင်နေတယ်ဦးဖိုးလူကိုတွေ့တာပဲဟာရိုးစင်မျိုးလုံးလိုပဲပြောင်းဝေးသွားတယ်ဦးဖိုးလူမှာပွေထားလေးမှာပဲဇက်လေကကြာတယ်အတိလုံးမရှိတော့ရိုးစင်အမြန်ဆုံးလက်တစ်ဖက်ကိုကင်မြောက်လိုက်တယ်မျက်လုံးထဲမှာတော့ပုံရိပ်တွေတစ်ခုချင်းဦးဖိုးလူနဲ့ပတ်သက်များတကွက်ချင်းပေါ်လာတယ်သူ့ကိုပဲမဆောင်တော့ပဲရက်ခနဲ့ဥစောတိုက်ခိုက်လိုက်ခြင်းဖြစ်တယ်ဘလူနီးနဲ့တုံး၍တိုက်ခိုက်လိုက်သည်ဆိုတော့ကိုတော့ပြောဖို့မထင်လက်တစ်ဖက်ကကင်ထားလိုက်မှာပဲတစ်ချိန်ကဥဖို့လူပြောခဲ့တဲ့စကားတွေနားထဲမှာပြန်လည်ကြားအောင်လာခဲ့တယ်အဲ့ဒီပညာကိုကျွမ်းကျင်ကြင်နဲ့ဖြစ်တဲ့နေ့ကငါသိရင်သိမသိရင်ဟိုရုံမှာတကောင်တည်မဲနေပဲပြီးတော့သူဒီရွာကိုစောက်စီအီလစ်စီကဖတ်ခဲ့ရတော့စာတချို့လေမျက်လုံးတွင်းမှာပြန်လည်မြောင်လာမိတယ်ထိုးစင်တော့ကဥဖို့လူနဲ့သူ့အမတော်အေးတင်တို့တယောက်ကိုတယောက်ရေးထားတဲ့စာရွက်လေးထို့အထဲမှာငါ့ကိုယုံပါကွာငိုဒီတလုံးကျွေးစီဖို့ငါအသက်တစ်ချောင်းကိုပေးရင်လည်းပေးရပါစေငါပေးရတယ်ဒါပေမဲ့ငါဝင်းကြီးကိုတော့အားပေးနော်တကယ်ပါပဲ
ယခုအဖို့လူမှာဤကိုးချောင်းရကြီးတို့အတ္တတဆောင်ပြီးဆက်သွားပါမယ်ရက်ခတဲချောင်းပွင့်တဲ့ကိုရောက်ရှိလာခြင်းဤအိမ်ပေါ်မှနေကလိပ်ပြန်လွှင့်တိုက်ခိုက်လာခြင်းဖြစ်တယ်ကျွမ်းကျင်မှုအဆင့်တစ်ခုရောက်နေသည်နှင့်ဆန္ဒဆိုးစွာအသုံးပြုခဲ့ခြင်းကြောင့်ရက်ခကိုမရှိနိုင်ပဲယခုကဲ့သို့တည်ဆုံသွားလို့ဖြစ်ပါတယ်ရက်ခပါဖြစ်သွားလေတီးကျင်စိတ်တွေတဖုံချင်းဦးကြွားကလူကသူ့အလိုလိုထားရမိလေပြီးတော့လေကဲ့သို့လှိမ့်မြဲတဲ့အရှိန်တဲချောင်းကွင်းပစ္စည်းကိုပြေးလာပါတယ်ဥဖုံးလူတည်သွားခြင်းမှာရက်ခဘာဖြစ်သွားလဲဘာမှမသိတဲ့သူပြေးရနောက်ကိုလူတော့ကလိုက်သွားတယ်တဲချောင်းကွင်းစီရောက်တော့တဲချောင်းကွင်းမှာလည်းအခြေအနေတွေကထူးခြားကုန်ပါပြီလူတွေဝိုင်းအောင်ကတစုံတရာထိတ်ထိတ်လန့်လန့်ကြည့်ရှုနေကြတယ်မီးတုပ်တွေကင်ထားကြသူမို့လူတွေမျက်နှာမှာထိတ်လန့်မှုတွေစိုးရိမ်မှုတွေအထင်သာဖြစ်နေတခုခုထိရှားနေမှသဘောပေါက်ပါရိုးစစ်တိုးပွေဝင်ရောက်တော့လိုက်တော့မြင်ရတဲ့မြင်ကွင်းမှာကဟာရိုးစစ်ပါစအဟောင်းသားနဲ့ပွင့်သွားပါတယ်လူကြီးတယောက်ကလထိုင်လုံးပေါ်မှာခေါင်းမိုက်ဆိုင်ကြကငြိမ်သက်နေတယ်သူမမြင်ဘူးပေမဲ့ထိတ်လန့်နေတော့လူတွေရဲ့မျက်နှာဘယ်သူလဲဆိုတော့သဘောပေါက်လိုက်တော့တယ်ရက်ခသမင်းရှိများအားကျောင်းမှာဖန်ချထားသူရက်ခမုတ်စိမ်မွေပတိုင်းပွေးများနဲ့ခတ်ထန်မှာကျော်သူရက်ခအနီရောင်အင်ကြီးပေါ်မှာညင်းကွက်ပြိုးစုံရေးထိုးထားသည့်ရက်ခအိုးချောင်းရွာအား6နှစ်တိစိုးမှုပိုချခဲ့သူမှာရက်ခပါကတဲချောင်းကွင်းပြည့်ထိုင်ဝန်လေးလုံးပေါ်မှာခေါင်းမိုင်းဆိုင်ကြကအသက်ပြောင်းနေပါပြီအနီးနားတွင်လည်းသူ့တပည့်များတယောက်တလေများမတွေ့ရတော့ဘလို့ဖြစ်တာလဲဘလို့တွေဖြစ်ကုန်ကြလဲယခုမှရောက်ထွေလာဟန်တူတဲ့တယောက်ကနားမလည်ထားပြီးတော့မသိဘူးခုံမထိုင်နေအလူလူခေါင်းငိုက်စိတ်ကြသွားတာပဲကြားပြီလားမကြသေးဘူးအဖိုးတို့အိမ်ဘက်ကအော်တန်ကြီးထွက်လာပြီမကြဘူးသူလည်းဒီလိုဖြစ်သွားတာပဲဘိုးစစ်သဘောပေါက်လိုက်ပါဦးဖိုးလူနဲ့ရခောက်ရဲ့ပွဲမှာအနိုင်ရှုံးရှိတေးကြသွားခဲ့ပညာတရားလွဲမစွာအသုံးပြုသူတွေရရှိသွားတဲ့အကျိုးမြတ်ပဲပေါ့ထိုးစင်ပါပဲဖုံးကြီးချောင်းဘက်စီမှာမီးရှိတစ်ခုကောင်းနေသူထိုးတက်သွားပြီးတော့လှပစွာပေါက်ခွဲသွားတယ်သုံးပုံပိခိနေပေါ်လိမ့်ပြီနက်ခတ်ပွင့်လန်းဇာတာစန်းချင်းသုံးပုံပိခိနေပေါ်လိမ့်ပြီတောက်ရှူမီးဆုံးကျွေလိမ့်ပြီအလျံကြီးကြီးမီးတောက်လိမ့်ပြီသုံးပုံပိခိနေပေါ်ပြီဖြစ်ကြောင်းဆရာတော်ဘုန်းကြီးအချက်ပေးတဲ့ဆုံးသွားစီမှာတော့ရခဟူသောစုံမီတစားကအလူလူကြွသားခဲ့ပါထို့ခိုင်ဟာလုံးကြပါဦးလုံးကြပါဦးမီးလောင်ကုန်ပြီရွာတော်ဘက်စီမှာလူတစုအချောက်အကန်ပေါ်တွေကချောင်းလူတိုင်းပြေးလာသည်ကိုတွေ့ရတယ်ထို့အတူမီးလောင်ကုန်ပြီဟေးရွာတော်ပိုင်းမှာမီးလောင်ကုန်ပြေးကြဟာရွာရှိပိုင်းမှာရောရွာရှိပိုင်းမှာမီးတောင်ကြီးကြောက်ကမန်းလေးတွေထွက်ပေါ်လာတော့စကားတွေနဲ့တူလေးပဲလေးနဲ့စီမှာတိုးတက်လာတဲ့မီးတောင်ကြီးမီးကိုလုံးကြီးတွေမြင်ရတဲ့အချိန်မှာတော့တွေ့အောင်တော့အသိစိတ်ပြောင်းသွားတယ်ထိတ်တဲ့ကြောင်ဟဲ့တန်ကြောက်လန့်လန့်နဲ့ဘူးတန်တွေဆူညံသွားပြီးခြေဦးတဲ့ပြီးကြတော့မီးလိုရပြေးသူတွေရှိတယ်လို့မီးတောက်တွေရှိရပြေးထွက်သွားတယ်တွေရှိတယ်သူတို့အင်းကြီးပစ္စည်းတွေကြရှိနေမဟုတ်လားတရွာလုံးမှာတူးယူသေးတဲ့ကဘာပြတ်မတက်တရွာလုံးမီးတွေလောင်ကုန်ပြီတရွာလုံးမီးလောင်ကုန်ပြေးလို့မရတော့ဘူးပြေးလို့မလွတ်တော့ဘူးပြေးစီရမီးမရှိတော့ပါရွာစီကိုတော့ရှော့မီးတွေတော့ရှော့ပါပြေးလို့မလွတ်တော့တရွာလုံးမီးဝိုင်းကအကုန်လုံးမီးတွေနဲ့တမဟုတ်ချင်းရောက်သွားခဲ့ပါဘာဖြစ်သွားကြလဲရိုးစစ်ပထမတော့ကြောင်ကကြည့်နေပြီချက်ချင်းပင်တရွာလုံးပေါက်ဝိုင်းသွားတော့မီးတောင်ကြီးကြည့်တာအော်တော့မီးတောင်ကြီးမီးကိုလုံးကြီးတွေကတက်ခဲကြီးကအလိမ့်လိုက်ထိုးစင်ပါပဲသူ့ခန္ဓာကိုယ်ကိုသိစိတ်တစ်ခုကလှုပ်လိုက်ပါတယ်စက္ကနဲ့တုံပါတယ်ခန္ဓာကိုယ်တစ်ချက်နဲ့တူစိတ်နဲ့ကိုပြန်ပြန်သုံးသပ်ရင်လှုပ်တဲ့တော်လူတစ်ခုရိုးစစ်စတင်လိုက်ပါတယ်တတိတဲ့ကြံခဲ့တဲ့ကလထိုင်ပေါ်မှာရိုးစစ်ကရခရဲ့ရုပ်လောင်းကိုလှမ်းကြည့်တာအသိမဲ့နေဖြစ်တော့လက်တစ်ဖက်ကိုကောက်ကန်လိုက်ပါထိုကံမှာတော့ပြုံးကျသွားတော့မျိုးလုံးနဲ့တူခမရလိုအိတ်ကျွန်တော်ပြန်ယူလာတယ်သူ့ကိုပုံတိုက်ကပြောနေတယ်ပေါ့အီလစ်လက်ထဲမှာပါသူ့ရဲ့အသက်ဝင်တွေပဲလိုရေးပိုက်ထားသူအီလစ်ကိုကြည့်ကစကားတစ်ခုအလျင်ဆိုလိုက်တယ်ဖိုးလိုက်ပြီးအုပ်ကဘယ်နားမှာလဲအီလစ်ကသူ့ကိုကြောက်တော့ဆိုက်ကြည့်နေပြီးတော့ရခရဲ့တေးခေါင်းရင်ပါမှာအဲ့ဒီနေရာကိုရောက်အများဆုံးဘယ်လိုသွားရမလဲအရင်အလိမ်လို့ပြောသူ့ပုံဆောင်ကြီးကအီလစ်ကတော့ပြန်မနေအများဆုံးတော့ဖို့လမ်းတတိလမ်းမရှိတယ်ဘယ်လိုလဲဖိုးလက်ပြူအုပ်ကစီဘ
ဘယ်မျက်လုံးရောက်မှဖြစ်မှာအဲ့ဒီရွာကိုကန်နိုင်မှာအီလစ်တော့ပေါတော့ချက်ချင်းပဲလက်ခေါက်တစ်ချက်ပုတ်လိုက်တာအထိတ်တလန့်ပြေးလွှားနေကြသူတွေမီးလို့ရပြေးထွက်နေကြမှာမီးညိုကြီးတစ်ကောင်မှအစုံပေါက်လာတယ်ရိုးစင်နားလဲလိုက်ပါပြီအီလစ်ကဒီကောင်နဲ့တော့မှရမယ်ခဏချက်ချင်းပဲမြင်းပေါ်မှာလူမြောက်ပါသွားတယ်မြင်းကြီးကအတားစီးမြောက်ဖြစ်ကြောင်းတောင်ကုန်းလေးတစ်ခုစီကိုတစ်ဖြောင်းမှုပြေးထွက်လာတယ်လွဲကိုရက်ခခန်းထဲမှာနှစ်ဖက်ပွင့်ပြီးတော့အပေါ်ဆုံးကတွေ့လာတာမလားခင်ဗျဘလို့သိလဲမကြိုင်လည်းမသိရတယ်မင်းကြီးကြီးကဘီးလောင်နေတဲ့ချန်စီတစ်ခုလွှားကနေဖြစ်ကြောသွားတယ်ရိုးစစ်လမ်းပြီးရမိစားတစ်ခုလှမ်းဆွလိုက်ဘီးဟုံးတောင်းနေတဲ့ဒေါက်ချောင်းလက်တွဲမှာပါလာတယ်ရက်ခတော့တဲစကန်ရှိရောက်တော့အီလစ်ကအရင်ဆုံးမြင်းပေါ်မှာလွှားကနေခုန်ဆင်းလိုက်တယ်အီလစ်နောက်မှာသူခုန်ဆင်းလိုက်တယ်ရေပေါ်ရောက်စင်မှာပင်အီလစ်ကတနေရာကိုဥဆောင်ပြေးထွက်သွားတယ်အီလစ်နောက်တော့သူလည်းမီးတော့ကန်ပြေးလဲသွားပါတယ်တွေ့ပါပြီသူ့မျက်လုံးထဲမှာမြင်ရတဲ့အုတ်ကိုကြီးအီလစ်ပြောသလိုပဲရက်ခတဲစကန်ခေါင်းကြီးခက်ခက်တည်းရှိနေပါညဘက်ပြီမို့အုတ်ကူမှာဘယ်လိုအချောင်သွေးရှိနေလဲမသိဒါပေမဲ့ရိုးစစ်အလင်းမြန်ပင်ပြေးသွားကအုတ်ကူရှေနာမှာလူထောက်ထိုင်ကြလေမီးတော့မြောက်ကန်ကြည့်လိုက်တော့သူမြင်ထားတဲ့အတိုင်းလိုပါဒါရက်ခကိုဖိုးလက်ပြူကပြီးခဲ့တဲ့ဘေးနီးတစ်ပုတ်ပဲဒီဘဟင်းကြီးကိုရက်ခမဖြေနိုင်လို့ရွာကထွက်မသွားသေးတာထူးဆန်းတာရိုးစစ်စကားကြောင့်အီလစ်လည်းလူထောက်ချထိုင်တာမြင်ရတဲ့ဇရာကွက်နှစ်ကွက်ကိုကြည့်ကကျွန်တော်အရင်ကမတွေ့ဘူးပါဟုတ်တယ်ရက်ခနဲ့ငါနဲ့တွေ့ဖို့စင်းမလာကြမှာရေးသွားခဲ့တာပဲဒီနှစ်ခွဲတည်းမဟုတ်ဘူးအခုပပတ်လဲမှာအခြားဇရာကွက်တွေ၅ခွက်ရှိသေးတယ်အားလုံးပေါင်း9ကွက်ဟုတ်လားအီလစ်ကစူးစမ်းတယ်လို့ဟိုဒီကြည့်လိုက်တယ်ဒါပေမဲ့အဲ့ဒါကအရေးမကြီးဘူးအဓိကအရေးကြီးတာကဒီဇရာကွက်နှစ်ကွက်ပဲဒီနှစ်ကွက်ထဲမှာဘယ်နည်းတစ်ပုတ်ရှိတယ်အီလစ်နဲ့သူအုတ်ကူအရှိဘက်ချမှာရေးထိုးထားတဲ့ဇရာကွက်နှစ်ကွက်တီးချကြည့်မိလိုက်တယ်ဘယ်လိုပဲဟင်းနေလဲအီလစ်ကတီတီကြီးကြည့်ကပြီးတော့ကနန်းတွေရေးထားတဲ့ဇရာကွက်တွေဆိုပါတော့ကနန်းပဲဟင်းဒီအဖြေထွက်ရင်လည်းကနန်းတွေပဲထွက်လိုက်မှချင်းတယ်အဆုံးပိတ်ကိုခေါ်လိုက်တော့သူ့စကားချင်းအီလစ်ကလက်ကြည့်တယ်မင်းကြိုးစားကြည့်ပါလားဘာမှတော့မပြောငိမ့်လာသွားတယ်ပြီးတော့သူ့လက်ထဲမှာဗီဒီယိုကိုဆွဲယူပါပတ်ပတ်လည်မှာရေးထိုးထားတဲ့ဇရာခွက်တွေကိုလိုက်ကြည့်ယခုချိန်မှာအီလစ်ကလွဲလို့ထိုဘိန်းကြီးရဖြည့်ရှင်းနိုင်သူမရှိအီလစ်ကဖျားပေးတဲ့လက်ဆောင်တစ်ခုကိုပိုင်ဆိုင်ထားသူဖြစ်တယ်အီလစ်တီတင်ချပါရမီရရှင်သူကတော့ရိုးစင်မတ်ထားရက်ကမီးတောက်တွေဝိုင်းထားတဲ့ဦးဆောင်ရောက်ဝမ်မန်တန်ကြည့်နေပြီလူတွေရောက်ရက်ခန့်တာဥတီညာမရှိပြေးထွားနေကြတယ်တဆဆအုတ်ဟစ်တန်တွေကဲပါယူပါအခုညီတောင်းတန်တွေတေးဦးတေးနှံပေါင်ကိုပြေးထွားနေသူတွေကြောက်တန်တကြားတွေးပြနေကြသူတွေထိုသူတွေကိုကြည့်ရင်ဒီထဲမှာဝေဒနာတစ်ခုပေါ်ပေါက်လာတယ်ခံပြင်းမှုလို့ဒေါသလို့အဆိုင်ကဲတစ်ခုဖြစ်ရင်မပေါက်ပေါက်ဟလာသူတို့မှာကိုညီမဲ့သူမရှိအားကိုမဲ့သူမရှိပိုဆိုးတီကတောင်းတောင်နေတဲ့မြို့နှိမ့်သက်ရေးပဲမရှိပါဘူးရလို့နေရလို့မရှိအောင်မိဝိုင်းနေတယ်ကိုဖတ်ပြလို့မရရိုးစစ်လက်တီးကိုကြည့်ချစ်ပေါအောင်စုပ်ပြီးသူ့ရဲ့ကျေးဇူးရှင်ကြောက်ကြသားတွေကိုမီးလောင်တိုက်ထဲရောက်နေပါသူမကဲနိုင်တော့ဘူးလားအန်တချက်ကိုကြည့်ပြီးစီပါပဲနောက်ဘက်စီမှာလှုပ်ရှားတော့မီးရောင်တစ်ချက်ချောင်းလှည့်ကြည့်မိလိုက်တဲ့အခါမှာအီလစ်ကမြေပေါ်နဲ့ထိုင်ကဒုတ်ချောင်းပြပြတ်ချက်မှုတစ်ခုစတင်ပြီးတော့နေပါပြီရိုးစစ်ဖျားတားမိလိုက်တယ်အပြေမြန်ဆုံးတွေ့ပါပြီထိုးစင်ပါပြီရွာဘက်စီမှာဝုန်းနဲ့တင်ကြီးကိုကြားလိုက်ရတယ်အိမ်တိန်လိုမီးဆွဲလောင်ကပြကြသွားခြင်းဖြစ်တယ်ရိုးစစ်ဖျားအချင်းချင်းတန်းတားမိလိုက်တယ်မီးတောက်တွေကြီးရွာလေးကိုဘယ်လောက်မြောက်ဝါမျိုးနေလဲအရင်ကလေးကမိုးခုံဒုက္ခရောက်နေသူတွေယခုမီးလောင်ခြင်းတန်ကိုပါထပ်မံခံစားနေရတယ်ဘလူကိုကြွေးတွေပါပဲထိုးခိုင်းမှာ30အီလစ်ကထောက်အောင်လိုက်တယ်ဟင်ရိုးစစ်ကြောင်တောင်ဖြည့်ကြည့်လိုက်တော့အဖြည့်30ရတယ်ရင်တစ်ချက်ခုံပါ30ဟုနှုတ်မှကျင်းလိုက်အီလစ်ကိုရတွက်ချက်ထားတယ်အဖြည့်ကတည်ကြတယ်ဒါဆိုပါလေ30ဆိုတာဘာကိုပြောရလဲရိုးစစ်ကြွေးဖြည့်ရွာလေးစီခိုင်းကြည့်မိလိုက်ဟာခေါင်းလေးမှာအယောင်တစ်ချက်လက်သွားချက်ချင်းပုံတစ်ခုခေါင်းထဲမှာပေါ်လာတယ်အီလစ်မင်းကပုံဆွဲပြတယ်မှတ်မိတယ်လားဗျာဘာပုံလဲငါသုံးမိရွာကပြန်လာတော့မှလေကွာမင်းဟိုဘက်တောင်ကုန်းပေါ်မှာဒီရွာနဲ့တူရဆိုပြီးပုံဆွဲပြအောင်အနားပြန်စလူကန်ပုံလေးမှတ်မိလားအီလစ်မျက်နှာဝန်းနေသွားတယ်တိပြီဟိုအခုကျွန်တော်ဆွဲပြရမှာလားမဟုတ်ဘူးအဲ့ဒီပုံမဟုတ်ဘူးရဲခါစီမရှိတဲ့ပုံဗျာကြောင်းကသွားပြန်မင်းပဲအဲ့ဒီပုံနဲ့တူတဲ့ပုံရက်ခါရင်မတွေ့ဘူးလေဆို
အော်ဟုတ်ပြီအီလစ်တရီယာတော့လားမြေပုံတွင်ပုံတစ်ပုံချက်ချင်းဆွဲပြလိုက်တယ်ဒီပုံပဲသိကြတယ်အီလစ်ဆွဲပြသောပုံကိုကြည့်ကရိုးစင်မျက်မှောင်ကျုံမိတယ်ခေါင်းထဲမှာလည်းဖြစ်နိုင်ချင်ပရုံစီသွားတယ်အချိန်တစ်ခုကြာသွားစမှာငါသိပြီဒါဘဝနဲ့ပတ်သက်တဲ့တွေးခေါ်တစ်ခုပဲဗျာအီလစ်နားလည်မျိုးမပေါ့ထို့ကြောင့်ပဲဒါအတင်ချတဲ့ပုံမဟုတ်ဘူးကိုးချောင်းရွာရဲ့ပုံလည်းမဟုတ်ဘူးကိုးချောင်းရွာတီဆောက်ပုံအရင်ပြုပြီးဖြစ်ပေါ်လာတဲ့အတွေးခေါ်တည်းပဲဟိုတခါတော့မှလိုပဲငါဒီပုံကို PQRS တက်လိုက်မယ်ကွာပြောပြီးအလှည့်မြန်ပြီးအီလစ်ဆွဲပြသောပုံအားအခက်ဒီလုံးတက်လိုက်ပါတယ်ပြီးတော့မိကုံလုံးများချားမှာရွာလေးကိုတစ်ချက်လှမ်းကြည့် S နေရာမှာရွာဝင်ပေါက် P နေရာမှာစာကြည့်ရတယ်ကျူနေရာမှာတုတ်တယ်အဲ့ဒါဘဝတွေပဲလူတွေက S ဆိုတဲ့ဝင်ပေါက်ကနေလောကကြီးကိုရောက်လာတယ်ပြီးတော့ P ဆိုတဲ့စာကြည့်လေးစီသွားတယ်စာကြည့်လေးဆိုတာဘဝပဲစာကြည့်ထဲမှာလူတွေရဲ့ဘဝပြဋ္ဌာန်းစောက်တယ်အများကြီးရှိတယ်အဲ့ဒီထဲမှာပဲလူတွေကဘဝအမျိုးမျိုးကျင်နေကြတယ်ပြီးတော့ကျူတုတ်တန်ဆိုတဲ့တည်ဆုံးခြင်းရှိအောင်သွားကြတယ်ကျူကနေမှ S ကိုပြန်လာပြီးဘဝတစ်ခုတစ်ဖန်ပြန်စားကြတယ်တကယ်တော့ PQS ဆိုတဲ့တန်တရားစဝန်းကြီးအများစုကအဲ့ဒီစဝန်းညာမထွက်နိုင်လူနည်းစုကအာဆိုရထွက်ပေါက်ကထွက်နိုင်အဲ့ဒီအထိပ္ပယ်ကိုဆွဲထတာပဲသူစကားဆုံးသွားချိန်မှာ Ellis ကမတုံးမလို့သာရှိနေတယ်နားလေဟန်မပြတ်ဘူးနားမလဲဟုလည်းပြန်ပြောဒါပေမဲ့မင်းကတော့ငယ်သေးလို့ဒါတွေကိုနားလဲချင်မှနားလဲငါကဖိုးလက်ဖြူဘေလန်းကိုယူသွားလဲဆိုတာနားလဲလိုက်ပြီထွက်ပေါက်ကိုလားမဟုတ်ဘူးဖိုးလက်ဖြူလို့လူမျိုးကတန်တရားမှာပဲထက်ကျင်နေချင်းကျင်နေအောင်မှာထွက်ပေါက်ကိုယူမှာမဟုတ်ဘူးဒါဆိုရိုးစစ်မီးလောင်ပြတဲ့ပွဲဖြစ်နေတော့ရွာလေးအားကြော်ရင်ရွာဝင်ပေါက်စီရှိအောင်နှမ်းကြည့်လိုက်တယ်ကုန်းမီပေါ်မှာကြည့်ချင်ဖို့မီးလောင်တွေကြားမှာပြီးရွာဝင်ပေါက်ပြီးဝိုးတော်ဝါတာတွေ့ရတယ်ရိုးစစ်အားလုံးကိုနားလည်လိုက်ခြင်းနဲ့တူထပ်မှုပြီးပြုံးသွားညီကြီးကိုပေါ်ပြတစ်ခုလိုမထင်နဲ့ကြောင်တော်တော်ရစ်နေရမှာ Ellis လက်ကနေပြေးထွက်သွားဘက်ကတော့ဆရာတပည့်များနေထိုင်ရာတက်စကန်အတွင်းသို့ဝင်ရောက်သွားခြင်းဖြစ်တယ်ပြန်ထွက်လာတော့လက်ထဲမှာကိုပြတစ်ခုကန်တဲ့ကိုပြရပြီဘယ်နေအောင်တူမှာကိုချောင်းရွာဆိုင်းပေါ်အောက်တက်တယ်ဗျာမင်းမဲ့အဖေကတစ်ဆယ်ဆိုဟုတ်တယ်လေဒါပေမဲ့ကိုချောင်းရွာဆိုင်းပုံမှာတော့ကိုချောင်းပုံဆွဲထားတယ်မလားအမှန်ကအဲ့ဒါကိုချောင်းပုံ10ချောင်းဟာမဟုတ်တာဗျာကျွန်တော်တေချာသိပါလေကိုချောင်းပါလူစစ်နှက်ခမ်းကြီးတုံ့ကိုပြောင်းလိုက်တယ်ပြီးတော့အဲ့ဒီကိုချောင်းကိုပေါင်းရေးလိုက်30ရတယ်နောက်ပြီးတော့အဲ့ဒီဆိုင်းပုတ်ကဖိုးလက်ကြီးပြန်ဆက်ခဲ့တာလို့မင်းပြောခဲ့တယ်လေ Ellis မှာကြောင်ရစေမကြလိုက်တော့ချိန်တွေမှာကစုံပေါက်ထပြေးသွားတယ်မြင့်ခွာတာကိုကြားလိုက်ရတယ်မိတော့လိုဝါမျိုးလူဖြစ်နေရွာလေးကတိုးရှိုးပေါက်ဖြတ်တန်းလိုက်ရတယ်ရွာထိပ်ကိုကျော်လုံးကအိုးချောင်းရွာဆန်းမှုရှိတဲ့နောက်စင်မှာတော့ရိုးစင်မြင်းပေါ်မှာခုန်ဆင်းလိုက်တယ်ပြီးတော့ဆိုင်းပေါ်အောက်တက်တဲ့မှာမြေပြင်ရလက်ထဲမှာခေါ်ပြားဖြစ်အားကုန်တူးဆွလိုက်တယ်ရွာအတွင်းဘက်ပိုင်းစီမှာလည်းကဲပါယူပါအတန်တွေတိုင်းသားကြားနေရတယ်ထို့အတန်တွေကိုကြားလိုက်ပြီးခေါ်ပြားနဲ့မြေကြီးတွေတွေ့ဆုံသွားပိုလေလေးဖြစ်တယ်လိုအပ်သောအနက်ပေတစ်ခုကိုရောက်သွားစင်မှာတော့ဟူသောအတန်တစ်ချက်နဲ့တူခေါ်ပြားကခတ်မမာရတခုတွေ့ဆုံသွားတယ်ရိုးစစ်အလင်းမြန်မြန်တူးဖော်လိုက်တယ်ရှင်းမောတထုလေးတစ်ခုတက်တာတစ်လုံးထိုတက်တာအဖုံးလေးကိုစုပ်ပွန်လိုက်စေပေါ်လာတော့အရာတစ်ခုမှာဖြူလွှမ်းလွှတ်ပလွေလေးတစ်ချောင်းဖြစ်တော့ပလွေလေးဖြူလွှမ်းရှင်းတတ်နေတဲ့အပေါက်ချောပါတယ်ပလွေလေးတစ်ချောင်းထိုပလွေလေးကရိုးစစ်ထိကင်မိလိုက်စမှာဟာသူ့ကဘာမီတစ်ခုလုံးတုံဟီးသွားပါတော့ဖျားပြီးလက်ဆောင်နှစ်ခုပေါင်းမှမင်းတို့ရွာကြီးမိုးတီးကြွတဲ့တန်ပလွေတန်လေးတစ်ခုကမထီမရှာထွက်ပေါ်လာတယ်ပထမတူတူပြီးတော့တဖြည်းဖြည်းကျဲလာပြီးတော့နောက်ပြီးတော့တက်တက်ဖွဲ့ဖွဲ့လေးတိုးထွက်လာတယ်ပလွေတန်လေးလေးမြေပြင်မှလွင့်တက်ကကောင်းကင်ကိုထိုးခွက်လိုက်တယ်လားကမ္ဘာတုံးတဲ့မိုးချင်းတန်ကြီးတစ်ခုအပြင်းထန်ဆုံးပေါက်ကွဲသွားတယ်Ellis ပါဝင်ဘီဒန်ခံနေရသူအပေါင်းကအနီးကညီဟီးလိုက်တဲ့မိုးချင်းတန်ကြီးမကြားလိုက်တယ်သူတို့ရဲ့စိတ်မှာမယုံမရဲနားချမ်းများလွယ်လိုက်သလားအပြင်းထန်ဆုံးပြချက်မိုးနံမင်းကြီးတီးသွားပါပြီအဆက်မပြတ်ထွက်ပေါ်လာတဲ့ပလွေသားမှာမိုးနံမင်းကြီးအမေးတစ်ခုတောင်းခံလာပြီ
ရိုးစင်မြေလုံးအိမ်၌ညစ်ရီတပေါက်ချင်းစီးကြလာတယ်ပလွေမှုတ်ရင်ဝမ်းပန်းတနဲ့မှုချင်းနေတို့ပေမဲ့မရင်မနာကြိုးစားနေစေမိုးသားတင်နေတွေတမုတ်ချင်းတက်လာသူတွေ့လိုက်ရတယ်မဲမောင်နေတဲ့ကောင်းလေးမှာမိကိုမိခွေတွေပုံနဲ့ချင်းနဲ့လွင့်ပြတ်လာတယ်မိုးနမင်းကြီးကသူတို့ရွာလေးကမျက်နှာသာပေးချလိုက်တတိယမြေထွက်လာတော့ပူချင်းတန်ကြီးနောက်မှာမိုးဆက်ကလေးဘောက်ကသူ့လက်မောင်းကိုလာမှန်တယ်ပြီးတော့နောက်တစ်ဖောက်ညရည်တွေတသွင်းစီးချနေတဲ့ချာမှာပဲရိုးစီပြောင်းလိုက်မိတယ်ရွာပါပြီမိုးရွာပါပြီချောင်းလေးတိတိမိုးခေါင်ခဲ့တဲ့ကိုးချောင်းသားလေးမှာပထမဆုံးကြလာတာမိုးပေါင်းတစ်စက်နဲ့တူကျင်းစာပြည့်ပြည့်သွားခဲ့ပြီဖျားပေးလက်ဆောင်နှစ်ခုကိုအချိန်မီပေါင်းဆက်နိုင်မှုကြောင့်မိုးပေါက်တွေကျလိုက်တယ်ဟာမိုးပေါက်တွေကျလာပြီဟေ့မိုးပေါက်တွေကျလာတယ်ဝမ်းသာအားရထွက်ပေါ်လာတယ်ရွာထဲမှာအတန်ထိုးမှောင်းမှာတော့ဟေးမိုးရွာပြီဟေးငါတို့မိုးပြန်ရွာပြီတစ်ဖောက်ပေါက်ကျလာတဲ့မိုးစွတ်တွေကပထမနင်းနေပြီးတော့ဖွဲ့နောက်ဆုံးမှာတော့တဲတဲမဲမဲရွာချလိုက်မိုးဝဲကြီးအဖြစ်ဘလူတန်လေးကတော့စစ်ခုထက်တိုင်းပြင်းပြန်နေစေတောတောင်ပြေးပြီးတောင်းနေပြီးတော့တဲချောင်းပေါက်ပင်တွင်စီတလက်တန်ဖိုးလဲပြီးတီဆုံးကနေချိန်တိုင်းကျင်းစာနဲ့ပတ်သက်ပြီးရက်ခကိုကပြောက်ခွန်ချင်းပြီးသွားတယ်ထို့အထဲမှာနှစ်ချက်အားရွေးထုတ်ပြီးချိန်ဖိုးလဲပြီးတီဆုံးသွားတယ်ထို့အတွက်ရွေးထုတ်ပြီးခဲ့တဲ့ကပြနှစ်ချက်သာဘဟင်းနီတစ်ပုတ်ဖြစ်ချန်ခဲ့တယ်ထို့ဘဟင်းနီဟာ6နှစ်ကြာသည့်ထိရက်ခမဖြစ်ရှင်တာရိုးစင်းနဲ့တွဲဆုံခံချင်းကနေမှာရက်ခနဲ့လျှော့လိုက်တယ်ထို့ကြောင့်ကပြခုနှစ်ချက်လုံးကိုဖိုးလဲပြီးအုပ်ကူနေရမှာရေးပြီးသွားခဲ့တယ်အရေးကြီးသည့်ဆိုတော့ကပြနှစ်ချက်ကိုအုပ်ကူရှိပါနေရမှာရေးသွားခဲ့တယ်ထိုအကြောင်းအရာများကိုရက်ကလက်တစ်ဖက်အားရိုးစစ်ချိကံမိတဲ့ချိန်တိုင်းအားလုံးသိရှိခဲ့ပြီဖြစ်တယ်ထို့အတွက်ကြောင့်လည်းရက်ခရေးသွားခဲ့တဲ့အချိန်စရာကွက်များကိုအမြဲဆုံးရအောင်သွားလိုက်ခဲ့တယ်ရက်ကလည်းထိကံပြီးစဉ်နောက်ထပ်သိလာတာအကြောင်းများလားသူ့လွယ်အားရက်ခတွင်ရှိဗီဒီယိုဆုံးပေါ်ဆုံးတယ်မှာထားခဲ့ခြင်းဆိုတာနဲ့ရွာစီဦးတစ်ချောင်းမီးတွေတောက်လောင်နေတဲ့အကြောင်းဖြစ်တယ်အကယ်၍သူရှင်းပြိုင်စဉ်တွေသူရှုံးသွားခဲ့ပါတော့တရွာလုံးကမီးလောင်တိုက်သွင်းသူ့တပည့်များရက်ခမှာကြားခဲ့တယ်တို့အတွက်ကြောင့်ရက်ခတည်ဆုံးသွားခြင်းသူ့တပည့်များတရွာလုံးမရှိသွားခဲ့ခြင်းဖြစ်တယ်ဖြူလလပလီလေးဟာထိမိကင်မိခြင်းမှာရှိခဲ့တာကဥတီလာတဲ့ပါအိုးလက်ဖြူဖြုတ်ခဲ့တယ်ထိုလက်မှာလက်ဖြန့်ယူမှုစုကယခုပလီကိုထွင်းလောက်ခဲ့ခြင်းဖြစ်တယ်ထိုပလီလေးကိုအကြောင်းပြုတိုင်တယ်၍ခွန်ရဲတီတီပုံဆောင်ကဦးချောင်းကကျင်းစာတိုက်စုဖြစ်တယ်ပလီမှုန်နေစေတော့ရှော့ညရည်တွေဖြန်းဖြန်းရှိအောင်ရိုးစင်ကြီးခဲ့တဲ့မှာတော့ဖြူလလပလီလေးပါရှင်ဒီကပလီလေးဖြစ်ပုံပြောင်းနေတော့လက်ဖြန့်ယူတစ်ချောင်းရဲ့ပါရှင်ဒီကဝိကောက်ချောင်းရဲ့စီးရရှင်မှာဦးချောင်းတီဟာထိုးပြတာပွင့်နှန်းစီပင်ဝါတယ်လေခမရဟိုးရလားဗျဘေးတော့ဟောစားလို့ရတယ်ဘေးရင်တော့ဘယ်လိုခေါ်လို့ရမလဲငါကအတိတ်ကိုပဲတည်တဲ့ဥစ္စာအီလစ်ကညလုံးလေးမိချင်းကစဉ်းစားဟန်ပြတယ်အခုကျွန်တော်ခမရရဲ့လက်ကိုကန်လိုက်ရင်ကျွန်တော်တိတ်ချောင်းရတော့ခမရတည်ရပေါ့ရိုးစစ်ကောင်းအသာလေးရှင်းလိုက်ပါတယ်ညာဘက်လက်ကိုကန်ရင်တော့တည်တယ်ကျန်တဲ့နေရာကိုထိရင်တော့တည်မှာမဟုတ်ဘူးငါးနာခန္ဓာကိုတစ်ခုတော့ညာဘက်လက်ဖက်တွေဖျားပေးထားတာလေကျန်တဲ့အစိပ်ပိုင်းအလုံးကတာမှန်မယ်။ဩဖျားပေးလက်ဆောင်ကညာဘက်လက်ဖက်တွေပေါ့ဟုတ်တယ်အဲ့ဒီညာဘက်လက်ကတော့တခြားသူတွေအတိတ်ကိုသိနိုင်တာ။ဤလစ်စဉ်းစားတော့လို့ညင်သွားပြန်တယ်။အစုံတရားကိုတွေးနေတယ်လို့တောင်းကြမှာတော့အဖြေတစ်ခုရလိုက်ဟန်တယ်ကျွန်တော်မှတ်မိပြီ။ကျွန်တော်အကြောင်းသိချင်စားတွေ့တော့ခင်ဗျာလက်ဆွဲနှုတ်ဆက်တာကိုဟုတ်တယ်မလား။သူ့အဖြေမပေးမိကျုံကပြုံးနေလိုက်တယ်။တကယ်မလွယ်တဲ့ကောင်လေးပဲ။ခင်ဗျာပြောသလိုဆိုဖိုးလက်ဖြူကကျွန်တော်တင်ချတော်နေတာကိုသိလို့ရွာပြေမြောင်းထုတ်ခဲ့တာပေါ့ဟုတ်လားဟုတ်တယ်မင်းလည်းဖျားပြီးလက်ဆောင်တစ်ခုပိုင်ဆိုင်ထားသူဩရှေ့ခလန်လန်စီမှာချောင်းရည်စီတံကိုကြားနေရတယ်အဆက်မပြည့်ရွာသွန်းခဲ့တဲ့မိုးကြီးချောင်းသူတို့ရဲ့တဲချောင်းလေးမှာမဆူစလောက်ရေတင်နေထိုးရေတွေကပင်မြင့်ရမှာနေရလို့စီစီနေဖြစ်တယ်သူလက်ကမ်းလိုက်တော့အီလစ်ကလက်တွင်းကိုတစုံတရာထည့်ပေးပါတယ်လွယ်ကလေးအမေရဲ့အသက်ဝိညာဉ်တွေကရောက်နေတွေ့ကြတယ်ကျွန်တော်တခုနားမလည်သေးဘူးပါလေကိုချောင်းရံဆိုင်ဖို့ကဒိုကုန်းချောင်းကိစ္စတေချာထက်ကြည့်ပြီးသွားပြီကို
ဦးချောင်းမှာဦးချောင်းပဲအီလစ်ပြောမှပဲသတိရလိုက်တယ်ဟုတ်ပြီသားပဲအီလစ်ကိုရှင်းပြဖို့ကြံနေသေးတာပဲဒီမှာကြည့်ပြောပြောဆိုဆိုနဲ့ရေပေါ်မှာတုပ်တစ်ချောင်းကိုဆွဲပြလိုက်တယ်အီလစ်ကမရှင်းမနေဖြစ်နေတယ်ဒုကူချောင်းပု္ပ္ပစာ TEN ထန်တုပ်ပနှစ်ချောင်းရှိတယ်ရေးကြည့်လိုက်လွယ်လေးကိုကန်ဟာရေဆက်သူဆင်းလာကြလိုက်တယ်ချောင်းကြီးတို့မှာဦးချောင်းရွာချောင်းလူတွေအတိုင်းကွေ့ကောက်ကစီးဆင်းနေတယ်ချောင်းငယ်တွေစီးဆင်းသွားတဲ့အောက်ပိုင်းလက်မြောက်တစ်ခုံကြီးရင်မိုးစီရက်ကြည့်နေမိတယ်တစ်ချိန်ကဦးတီလာမျောပါသွားတဲ့ချောင်းလေးပေါ့ဘယ်စီတော့မှမသိဘူးမဲ့ဒီချောင်းလို့ရဲ့အဆုံးမှာရှိနေပါလိမ့်မယ်ဒူးစင်းမြုပ်သည့်အထိရေထဲသို့ဆင်းသွားလိုက်တယ်ပြီးတော့လေထဲမှာအမေရဲ့အယူပြားလေးကိုထုတ်ကအဖုံးဖွင့်လိုက်တယ်ရှင်ထဲမှာဝမ်းနေမှုတစ်ဆက်ဆက်တိုးလာပြာဦးကင်ထားသောလက်တွေတုံငားပြီးထင်ရတယ်။အန်ကိုကြည့်ရင်ပြာတဆုပ်နှိုက်လိုက်တယ်ပြီးတော့တသွင်းစီးဆင်းနေတဲ့ချောင်းပေါ်သို့လက်တွင်းမှာပြာမှုများဖွဲကနေလွင့်သွားတယ်။လွင့်သွားသောပြာမှုတွေနဲ့အတူသူ့၏နှုတ်မှာလည်းဒီချောင်းလေးရဲ့အဆုံးတဲ့နေရာမှာတော့အဖေရှိနေမှာပါ။အမေတို့နှစ်ယောက်အတူတူဆုံခွင့်ရပါစေလို့သာဆုတောင်းပေးပါတယ်။ဘလို့ပင်ရုပ်ပြောင်းကြည့်ရပညာသုံးပြီးရုပ်ဖြတ်ထားပေးမယ်။အခုတော့အဖေကိုကျွန်တော်ရှာတွေ့သွားခဲ့ပါပြီ။ကိုးချောင်းရောက်ကိုမိုးရွာစီခဲ့တဲ့ပလွေလေးဟာအဖေရဲ့လက်ဖြံရိုးကိုတွန်းလို့ထားတဲ့ပလွေလေးဖြစ်မှန်ကျွန်တော်သိခဲ့ပါပြီ။ဘာပဲဖြစ်ဖြစ်ပေါ့ပြီးအဖေနဲ့မိဘလို့ကွဲကွာသွားမှန်းကျွန်တော်မသိပေမဲ့ကျွန်တော်သိနေတဲ့တခုတော့အဖေကိုအမေတကယ်ချစ်ခဲ့တာပါ။အဖေနဲ့တူနေစီချင်ခဲ့တာပါ။အဖေပြန်ရောက်လာမယ့်နေ့တစ်နေ့ကိုတမျောမျောနေရင်းနဲ့အမေရဲ့အယူပြတွေအဖေရှိရာစီတို့လွင်မျောနိုင်ပါသည်လို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျ။တစ်ချိန်လုံးကဤလောကကြီးမှာအဖေရဲ့အမေရဲ့ကျွန်တော်ရဲ့အတူတူနေခဲ့ဘူးတာလေ